သူများတွေဘာလို့စပလင်မဆိုင်ရဲကြတယ်လဲတော့မသိဘူးပေါ့နော်ကျမတို့ကတော့အင်ချန်ဝန်းထဲမှာစပလင်ပင်တွေကိုမလကာပင်နဲ့ရောနှောပြီးတော့စိုက်ပျိုးပါတယ်ဘာလို့ဒီလိုစိုက်တယ်လဲဆိုရင်တော့ကျမတို့ကခြံမှာဒီအရွယ်စားမတူတဲ့သီးနှံပင်တွေကိုအစုံစိုက်တဲ့ပုံစံကိုကျင့်သုံးပါတယ်ဒီတစ်ချံလုံးကိုဒီအပင်တစ်မျိုးလေးစိုက်တာမဟုတ်ဘဲနဲ့ပေါ့နော်အရွယ်လည်းမတူဘူးအမျိုးအစားလည်းမတူဘူးအဲ့လိုသီးပင်တွေရောနှောစိုက်ပါတယ်ဒီလိုစိုက်ခြင်းอ่ะပေါ့နော်ဥမာအသီးပင်တွေအတွက်ဆိုလို့ရှိရင်အရသာကိုလည်းပိုကောင်းစေတယ်ဒီအသီးပင်တွေမှာကြာတဲ့ပိုးမွှားရောဂါတွေအတွက်လည်းကာကွယ်ပေးတာဖြစ်တယ်ဘာလို့ဆိုတော့ဒီတစ်တီးပင်တွေဆိုအများစုပိုးထိုးတယ်ပေါ့နော်အဲ့ဒီပိုးတွေကဒီစပလင်တို့ပင်စိမ်းတို့ရဲ့အနံ့အောင်မကြိုက်ပါဘူးအဲ့တော့ကိုယ့်ရဲ့အသီးနှံတွေနဲ့ဒီလိုမျိုးအနှံ့ရှိတဲ့အပင်တွေကိုရောနှောစိုက်ပျိုးတာကပိုးမွှားရောဂါကိုတဘာဝအတိုင်းကာကွယ်ပေးတာရောက်ပါတယ်ဒီတော့ကျမတို့ခြံမှာပေါ့နော်စပလင်နဲ့မလကာပင်နဲ့ကိုတွဲပြီးစိုက်တာကိုအသုံးပြုပါတယ်ဒီအပုံငွေလဲစပလင်ကနေရတယ်အသီးနှံတွေအတွက်လည်းအရသာလည်းကောင်းစေတယ်ပိုးမွှားရောဂါအတွက်လည်းကာကွယ်ပေးတာဖြစ်စေပါတယ်ဒါကြောင့်ပေါ့နော်ဒီနည်းလမ်းလေးကိုကျင့်သုံးတာဖြစ်ပါတယ်လို့တခြားသူတွေကဒီစပလင်မဆိုင်ရတဲ့အကြောင်းရင်းလေးရှင်းလင်းပြပြပေးခဲ့ပါအောင်နော်